你把都是咱们困难的，把自己担心了。等会儿。哦，ဒီလိုပါပဲမာကြီးကျွန်တော်ကမလေးလေသူ့ရဲ့အရင်ကောင်းတဲ့ဂိမ်းနဲ့ဆော့နေဘာဖြစ်လို့လဲဒီပါဦးကျွန်တော်ခွင်ဂိမ်းမဆော့တဲ့မောင်လေးနဲ့မဆော့လားသူကဆော့ကျွန်တော်ခွင်ဗါလဲသူကဂိမ်းမဆော့တဲ့လို့လေသူ့အရင်ကောင်းနေကြတော့ဂိမ်းပွဲစဉ်နေကသူနဲ့အိုက်ကောင်းနေယူပဲဂိမ်းတွေဆော့ထားတာသူကလည်းဘာမှအားမငယ်နဲ့မားနဲ့တူတူဆော့ပဲနော်ဟုတ်တယ်မောင်လေးလေးတစ်ခါလေးကြရင်ကွာဟိုကောလိုမျိုးကွာဂိမ်းဆော့တဲ့ချိန်နဲ့ကွာအနာနာမှာရှိတဲ့သူမျိုးလိုချင်တာပေါ့ဟုတ်ပါတယ်လေကိုကမလေးနဲ့ဆော့ကြကြပဲလေမနာလဲပါလေအားမငယ်နဲ့နော်ပြီးတော့ကွာသူတို့ကအနေနီးနေတာလေအပြင်မှာလည်းတွေ့နေရတယ်စကားလည်းပြောနေရတယ်အပြင်မှာတွေ့တာစကားပြောတာပါဘာလို့ဂိမ်းထဲမှာဘာကြောင့်လဲတူခွင့်ပြုလေဘေကောင်လေးကပင်ပြောင်းကြီးထိုင်ကြည့်နေမှာအဲ့လိုကြီးတာယာနေဟုတ်တာပေါ့မောင်လေးနဲ့တော့သူနဲ့ဖက်မဖြစ်ဘူးလားမဖြစ်ပါဘူးသွားလာတော့ဂိမ်းဆော့တဲ့ပွဲလားကျွန်တော်ခေါ်ရင်တခါမှဂိမ်းမဆော့တတ်ဘူးဆိုပြီးတော့အမြဲတမ်းညင်းနေသူရဲ့အရင်သူရဲ့အရင်မောင်လေးကမလေးနဲ့ဟိုတွေ့ရမဟုတ်လား option တွေ့ရမဟုတ်လားသူရဲ့အရင်ကောင်းလေးနဲ့ကြတော့အမြဲတမ်းအားဂိမ်းနဲ့အမြဲတမ်းဆော့နေမစိတ်ညစ်နေတယ်တိလားစမ်းကြကိုမကိုင်ပြန်ကောင်းနေနဲ့သူတဲ့သားတွေတဘောကြီးဖိုက်တယ်Okay man My magic flows as freely as the wind မိုင်းရွေးစဉ်းစားကြည့်ကွာအချစ်တခုမကွာအနေဝေးတဲ့ကောင်အမြဲတမ်းရှုံး Your team destroyed the turret ဟုတ်တယ်အဲ့လိုပါပဲဒီခေတ်ကြီးဟိုအဲ့လိုမျိုးပေါ့နေဝေးအနေနည်းလေးတော့ပါဝါထုံးစံပါပဲမအားငယ်ဝင်နေမဟုတ်သူ့ဝိုင်းအရာအမြဲတမ်းနားလေပေးတာလေဆိုပြီးတော့သူလောက်ပြီးရင်အမြဲတမ်းတောင်းမှန်မှားတယ်ဆိုပြီးအမြဲတမ်းတောင်းမှန်အဲ့လိုပဲနားလေပြီးရင်အမြဲတမ်းမှားချင်တယ်အဖေနားလေပြီးသူကဒီဖြစ်နေရတော့မလုပ်တဲ့သူကတော့ဘယ်လိုမှမခံစားဘူးဒါပေမဲ့ထားတဲ့သူကတော့အောက်တော့နေပေါ့ဒီလိုကမှလည်းလို့မောင်လေးကနားမှာအများကြီးရှိနေတယ်ခေါ်မရှိရင်ခေါ်စော့လေးရတယ်မမြင်နဲ့အားတယ်လူနဲ့အဲ့လိုမျိုးကောင်မလေးပဲဒီမီခေါ်နိုင်ပါတယ်ဟုတ်ကဲ့ပါ